မင်္ဂလာပါကျမဒီနေ့ပြောမယ့်အကြောင်းအရာလေးတွေကကြွားတာရှင်မိုးတာလုံးဝမဟုတ်ရပါဘူးเนาะကျမဒီပညာကို2029ခုနှစ်မှာပေါ့เนาะကျမတင်ကြားပြီးတင်နန်းကြီးသွင်းရတဲ့အချိန်မှာပစ္စည်းကိုပါဝင်ဒေါ်လာ3800ကျမသွင်းရတာပါအခုငွေဈေးနဲ့တွက်ကြည့်ပေးပါเนาะအကြတော့တချို့တွေကကျမရှိမှာ service ကြီးကအရန်များတယ်ပေါ့เนาะသူတို့နေထားနဲ့ပြောတာเนาะကျမဧည့်သည်တွေအကုန်လုံးကပတ်ကိတောင်30တန်းနေ30တန်းနေဝယ်ထားတဲ့ဧည့်သည်တွေအများကြီးရှိပါတယ်တချို့သောလူတွေကပေါ့เนาะကျမအဲ့လိုလာပြောတဲ့အားလေးတွေရှိလို့ဒါရှင်းပြပေးတာကျမ2019ခုနှစ်မှာဘယ်သူမှမလောက်ခင်တဲ့ဒီဟာကိုကျမတို့တင်နန်းတက်ထားရတယ်ပေါ့နော်ယင်းနှမြုံနှံမှုငွေကြေးရှိသလိုကျမအခုဒီကာလတစ်လျှောက်လုံးမှာဧည့်သည်တွေကိုဘယ်လိုပစ္စည်းတွေသုံးရပါမယ်ဆိုတော့ညွှန်ပေးခြင်းလို့ကိုယ့်ဟာကိုဝယ်ပြီးစမ်းသုံးရတဲ့ဒီနေဆေးတွေပေါ့နော်နေနဲ့ပတ်သက်တဲ့ဆေးတွေဆိုတာကျမရဲ့ယင်းနှမြုံနှံမှုတွေပါအများကြီးရင်းထားရတယ်နောက်တစ်ခုကကျမလက်ရှိအသုံးပြုနေတဲ့ပစ္စည်းတွေအကုန်လုံးဒီကျမကိုကျမ brand ဝတ်ချင်မှာဝတ်ပါလိမ့်မယ်ကျမဆိုင်မှာသုံးတဲ့ပစ္စည်းတွေကိုကျမကဒီနေ brand ကောင်းတာလေးတွေကိုပဲသုံးတတ်ပါတယ်ကျမသုံးနေတဲ့ accessory tool လေးတွေအကုန်လုံးကတစ်ခုတောင်းကနန်းဆိုတာတော့အနည်းဆုံးဓမ္မပါတယ်ပေါ့နော်ကျန်တဲ့ကျမကင်တဲ့ကတ်တာလေးတွေတစ်ချောင်းကသိမ့်ကြော်ပါတယ်နောက်ကျမတို့သုံးနေတဲ့ပိုးသက်ဆက်တွေဆိုတာကတကယ်ကိုအထဲထဲမှာတကယ်အလုံးလုံးတဲ့LED ပေါ့နော်စင်ဆာတွေမီးလုံးတကယ်အလုံးလုံးတဲ့ lamp ပေါ့နော်ပိုးသက်ဆက်ကိုတကယ်သုံးရတာပါအဲ့ဒီပိုးသက်ဆက်တွေသုံးရတယ်နောက်ပြီးရင်ကျမတို့ပိုးသက်ဆက်အကြီးတွေလည်းကျမတို့2မျိုးတောင်ထားရတယ်ပေါ့နော်အဲ့ကြတော့ကျမတို့ချီမှာအသုံးပြုတဲ့ပစ္စည်းဘိုးတွေနဲတာမဟုတ်ရင်းထားရတာပညာရဲ့တစ်ခုရဲ့တန်ကြေးတည်လဲတရှိတယ်လို့ဒီဧည့်သည်ကိုလုပ်ပေးတဲ့ accessory tool လေးတွေကလည်းအရန်ကိုတန့်ရှင်းတက်ရအောင်ထားပြီးတော့မှအသုံးပြုရတာပါအကြတော့ဒီပညာရက်တည်လဲသင်တန်းကြီးမသေးသလိုဒီ service ကြီးတည်လဲဈေးမချိုပေးနိုင်ပါဘူးရှင်တချို့တွေကကြတော့ဟိုနားမှာရတယ်ဒီနားမှာရတယ်ဟုတ်ကဲ့အဆင်ပြေတဲ့နေရာကိုသွားလို့ရပါတယ်မိမိတက်နိုင်တဲ့မိမိအဆင်ပြေတဲ့နေရာလေးမှာဖတ်ပြပါဝေဒနာယောဂဖြစ်နေပြီဆိုရင်တက်တာဖို့ကလူတိုင်းရဲ့အဓိကဖြစ်တာအတွက်မိမိနဲ့အဆင်ပြေတဲ့နေရာမှာတာရောက်ပြတာလို့ရပါတယ်เนาะကျမရဲ့ပိုးတွေအောက်မှာတော့အလိုပြောပါเนาะအတိမရှိဘူးခေါ်တာလားလာပြီးတော့ဟိုနားမှာရတယ်ဒီနားမှာရတယ်ဘလို့ဆိုရင်တက်တာပါတယ်လို့လာပြောနေတဲ့လူတွေကအကိုတို့အမတို့ရဲ့စေတနာဒီကျမစီးပွားရေးကိုထိခိုက်တဲ့အတွက်မမှန်ဘူးပေါ့เนาะမှန်လဲကျမဖြတ်မှာပါအဲ့လားလေးပြောပြပေးတာပေါ့เนาะစိတ်တော့မစိုးပါနဲ့ရှင်